အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖူကိုအကောက်သွားမလို့ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ချစ်ရတဲ့တငယ်ချင်းတယောက်ကိုသွားတွေ့မလို့ပဲဖြစ်ပါတယ်သူကတော့ VNN ကနေပြီးတော့မှလာတာပဲဖြစ်ပါတယ်အခုက6နာရီခွဲပဲရှိသေးတာဆိုတော့အချစ်မူတူတော့ဖြစ်နေပါတယ်ဒီကနေဖူကိုအကောက်ကိုဘတ်စကားနဲ့သွားမယ်ဆိုရင်2နာရီလောက်တော့ကြာပါတယ်ကျွန်တော်ကားပေါ်မှာအိတ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်စီရမယ်ဘတ်စကားမတိုင်ကိုရောက်ပါပြီကားမလာသေးဘူးစောင့်နေရပဲဖြစ်ပါတယ်မိုးတွေကတော့နည်းနည်းလေးကြာနေပါတယ်မိုးရွာတဲ့ချိန်ကလည်းကျွန်တော်ဒီမှာကားစီးရမယ့်ချိန်တော့ကွတ်တီပဲဖြစ်ပါတယ်ထုံးစံတိုင်းပဲကျွန်တော်ထိမပါလာပါဘူးကိုကားရောက်ပါပြီကိုကားရောက်ပါပြီမိုးရရင်ကိုရွာနေပါတယ်မိုးလုံးနဲ့နေရာနေပြီးတော့မှလဲစောင့်နေရပါတယ်မြင်ချင်းနဲ့တွေ့ပါပြီ抹茶一つです。これからとမိုးခိုင်ပါယုတ်အားလုံးပဲမင်္ဂလာပါအခုကတငယ်ချင်းကိုလေးစိတ်လိုက်ပို့မှုပဲဖြစ်ပါတယ်အပူချိန်က -2 ပါ -2 ပဲရှိပါတယ်အရင်အေးနေပါတယ်Oita Expressway is closed by heavy snow. Highway was from Gate 10, passenger for Yukuri, Oita, and Betfu Kurokawa spies suspended or cancelled. ဒီကိုလေးစိတ်ပို့ခဲ့ပါပြီ။မနေ့ဆိုရထားတော့ H နေပါတယ်။ငယ်ချင်းကတော့ VNN ကိုပြန်มาဖြစ်တဲ့အတွက်ကြောင့်မို့လို့အပေါ်ထဲမှာနေခဲ့ပါပြီ။ကျွန်တော်ကတော့အခု Nagasaki ပြန်ဖို့အတွက်ဘတ်စကားဆောင်နေရပဲဖြစ်ပါတယ်။ဒီစိတ်ကနေပြီးတော့ Nagasaki ပြန်ဖို့အတွက်ဘတ်စကားစီးလို့ရပါတယ်။အခုကျွန်တော်ကတော့ဒီလီတက်မှာစောင့်နေရပဲဖြစ်ပါတယ်။ဘတ်စကားမလာသေးပါဘူး။တချို့ဘတ်စကားတွေကတော့ကက်ဆယ်ဖြစ်သွားပါပြီ။ဘာလို့လဲဆိုတော့ရာသီဥတုအခြေအနေကြောင့်ပါကျွန်တော်လည်း Nagasaki ကိုချစ်တော်မွေးနဲ့ပြောင်းပြစီလို့ဆုတောင်းနေပါတယ်။
အစင်ပြေချောင်းမိတ်ကနဲ့နာဂါဆာကီပြန်ရောက်ပါပြီနေ့နေအများကြီးပဲကြာထားပါတယ်လမ်းမှာလည်းနေ့နေအများကြီးကြာတာတွေ့ရပါတယ်အနေနဲ့ကင်းထွားနဲ့နာဂါ